Okay ကဲ Manchester United ညီကိုရီရောပေါ့နော်ကျွန်တော်ရဲ့ United Speaker ညီကတော့မင်္ဂလာပါကဲဒီနေ့တော့ကျွန်တော်တို့ကဘာဖလားရဲ့ final ပွဲစဉ်ရှိရောဗျာအဲ့ဒီပွဲစဉ်မှာတခြားတော့နော်ကျွန်တော်တို့အသင်းတွေဖြစ်နေခဲ့တဲ့ Argentina Lionel Messi ရဲ့ Argentina နဲ့တစ်ဖက်မှာလာမယ်ရဲ့စပိန်အသင်းတို့တွေ့ခဲ့တဲ့ final ပွဲစဉ်ကိုဗျာသူတို့ရဲ့ပုံစံလေးကထူးဆန်းတယ်ပေါ့နော်ငယ်လေးမှာဟလာ Messi ကနေပြောမှလာမယ်ကိုဒီရှာလေးရေရှိုးပေးတဲ့ပုံစံလေးနဲ့သူတို့ရဲ့လုံးဝနှစ်သက်တမ်းရဆိုတော်တော်ကွာတဲ့အနေထားတစ်ခုမှာပေါ့နော်။နော်တွေ final ကြီးမှာကမ္ဘာဖလား2026ရဲ့ final ကြီးမှာသူတို့တွေရင်ဆိုင်ခဲ့ရတယ်ဆိုတော့တော်တော်မိုက်တယ်ပေါ့နော်။တကယ်ကိုစိတ်တဲလေးမှာလည်းစင်ပြေနိုင်တဲ့အနေထားတစ်ခုဖြစ်တယ်ပေါ့နော်။အဲ့ဒါအောင်မှကျွန်တော်တို့ပေါ့နော်ဘယ်လိုခေါ်မလဲကျွန်တော်တို့ရဲ့ပွဲစဉ်နေချက်နံပါတ်1အနေထားတစ်ခုမှာကျွန်တော်တို့စပိန်နိုင်သွားမလားအာဂျင်တီးနားနိုင်သွားမလား။စပိန်ကတော့လူငယ်တွေနဲ့အဓိကပွဲထွက်ပြီးတော့စူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့စပိန်အနေနဲ့ကတော့ရုံအားရောဆွဲအားရောကောင်းတယ်ဆိုရင်တစ်ဖက်မှာလည်းမက်ဆီပါဝင်နေတဲ့အနေထားတစ်ခုကအာဂျင်တီးနားအတွက်အဖြေတစ်ခုပဲလို့ပြောလို့ရတယ်ဗောလေအာဂျင်တီးနားကလည်းတကယ်ဒီဘက်ပေါ့နော်လက်ရှိသူတွေ့လာတဲ့ပွဲစဉ်တွေအကုန်လုံးမှာခမ်းဘတ်တွေနဲ့ပြန်ပါလာနေလိုက်တာအခုဆိုရင် final ထိတောင်ရောက်သွားပြီဗောနော်သူအာဂျင်တီးနားဆိုတွေ့ခဲ့တာရှိုးလိုက်ဗျာကျွန်တော်တို့ပရမန်ကိတ်ပါရီနဲ့တွေ့တယ်အနိုင်ရလက်ကိုပေါ်ဆောင်နိုင်ခဲ့ဗောနော်အဲ့ဒီပွဲကလေးကကျွန်တော်တို့အရန်အောင်ပါနော်အစိုးရအနေနဲ့ထားမျိုးနဲ့အာဂျင်တီးနားတက်လာခဲ့တာဗောနော်ပြီးရင်တော့ကျွန်တော်တို့ Egypt နဲ့တွေ့တယ် Egypt နဲ့တွေ့တဲ့ပွဲမှာလည်းလုံးဝ comeback တွေနဲ့ပြန်လာခဲ့တယ်ပြီးရင်တော့ Switzerland နဲ့တွေ့တယ် Switzerland ကိုလည်း ACC တွေပဲပြန်လာနိုင်ခဲ့တယ်နောက်ပိုင်းမှာအင်္ဂလန်နဲ့တွေ့တယ်ဗောနော်အင်္ဂလန်နဲ့တွေ့တဲ့အချိန်မှာလည်းအင်္ဂလန်အသင်းကိုအနိုင်ယူပြီးတော့မှ final ထိတက်လာခဲ့တယ်အသင်းသတင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်တကယ်ဥမာစွမ်းစမ်းတမန်ကြိုးစားနေခဲ့တဲ့ Messi ရဲ့ပုံစံတွေလှလှတွေပုံစံတွေ Messi ရဲ့အဖျက်ခေါက်တွေ Messi ရဲ့ဖြတ်တင်ဘောရန်တွေတစ်စင်ရခဲ့တဲ့ဂိုးတွေဆိုမနှဲဘူးရယ်နော်ရသမျှဂိုးတော်တော်များ Messi ကနေပဲပေးပို့မှုတွေအများတယ် Messi ကိုယ်တိုင်ဂိုးသွင်းတာတွေအများတယ်ဆိုတဲ့အတိုင်းတစ်ခုဒီဘက်မှာလည်းလာမဲရမယ်ရဲ့စပိန်အသင်းပေါ့နော်တွေ့ခဲ့တဲ့အသင်းတွေကတော့တကယ်ဆရာကြီးတွေနဲ့တွေ့ခဲ့ရပါတော့ပထမမှာ Austria နဲ့တွေ့ရ Austria နဲ့တွေ့ပြီးတော့ထပ်ပြီးမှကျွန်တော်တို့16အသင်းဆင်းပါဆိုရင်ပေါ်တူဂီနဲ့လာတွေ့ပေါ့နော်ပေါ်တူဂီက Cristiano Ronaldo ရဲ့ပေါ်တူဂီအသင်းကိုဖြုတ်ချပြီးတော့မှတက်လာခဲ့တယ်ဗောနော်တက်လာပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့မော်ဒါဘယ်ဂျီယန်နဲ့တွေ့ရောဗျာဘယ်ဂျီယန်နဲ့တွေ့တဲ့အချိန်မှာလဲကျွန်တော်တို့စပိန်အသင်းကအကောင်းမွန်ဆုံးစွမ်းဆောင်ရည်နဲ့တူပဲဗောနော်ရှေ့ကိုတစ်ဆင့်နောက်ထပ်ဆင့်တက်ထက်လာခဲ့တယ်အဲ့ဒါပြီးတော့မှကျွန်တော်တို့ semi final အနေထားတစ်ခုမှာပြင်သစ်ဆိုတဲ့အသင်းကိုကျွန်တော်တို့တကယ်ဂိုးပြက်လုံးဝလှုပ်လို့မရအောင်ဒီကစားနိုင်ခဲ့ပြီးမှ final ရောက်လာတဲ့အသင်းနှစ်သင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပွဲစဉ်တစ်ပွဲတော့ကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲပဲအဲ့တော့ညီကိုအနေနဲ့ဘယ်လိုမျိုးမြင်လဲဗောနော်ဒီပွဲမှာကျွန်တော်တို့ဘယ်အသင်းကချန်ပီယံဖြစ်သွားနိုင်မယ်လို့မြင်နေဗောကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ကျွန်တော်စပိန်အသင်းဗောနော်ပုဂ္ဂိုလ်ဆွဲမရှိဘဲနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့စပိန်အသင်းအနေနဲ့အနိုင်ရဖို့အတွက်ဗောနော်ပို့ပြီးတော့ခံမှန်းလို့ရတယ်ဗောလေတစ်ဖက်မှာတော့အာဂျင်တီးနားရဲ့အသင်းတစ်ခုလုံးပဲအသင်းတစ်ခုလုံးမှာမက်ဆီကဆောင်းဆောင်နေတဲ့အချိန်တစ်ခုမှာမက်ဆီကိုသာထိန်းထားနိုင်ခဲ့မယ်ဆိုရင်အာဂျင်တီးနားဘာမှလုပ်လို့မရတော့ဘူးဆိုတဲ့ပုံစံမျိုးတွေကိုမြင်တွေ့နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့စပိန်အသင်းချန်ပီယံဖလားကိုရသွားမလားချန်ပီယံကမ္ဘာဖလားကိုရသွားမလားဆိုတော့စောင့်ကြည့်ရပါလေအားလုံးပဲမင်္ဂလာပါခင်ဗျာကဲဒီနေ့တော့လောက်ပါပဲဗောနော်ကျွန်တော်ရဲ့ United Speaker ရဲ့ channel လေးလည်း subscribe လုပ်သွားပေးကြပါဦးနော်ဂျာစီတွေမှာကျင်နေဆိုတော့ player စလောက်ဆိုပြီးတော့ TikTok မှာ share ပြီးတော့မှာလို့ရပါတယ်ပြီးရင် United Speaker ရဲ့ TikTok အကောင့်လေးမှာလည်း Manchester United ဂျာစီတွေကိုလာပြီးတော့မှာလို့ရပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးလို့ရပါတယ်ဗောနော်ဘောလုံးပွဲတွေကိုတိုက်ရိုက်ကြည့်နေဆိုရင်တော့ United Speaker 1ဆိုပြီးတော့ Telegram channel လေးမှာလာပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာကောင်းဆုံးနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးပါရခင်ဗျာ